ဟမ်ကြည်ညလုံးမအိပ်ဘူးမအိပ်ဘဲနဲ့အခုမနေ့ကြောင်စကားတွေထပြောမှာည2 နာရီကြော်နေပြီ तू မအိပ်ဘူးလေအဲ့ဒါဘယ်နာရီအိပ်သွားလဲမသိဘူးအမေဖြစ်တဲ့လူအရင်အိပ်ပျော်သွားတယ်အမေဖြစ်တဲ့လူအရင်အိပ်ပျော်သွားပါတယ်ရှင်သူပဲရှင်အိပ်လိုက်လည်းမသိဘူးနော်ချိုရီကအချိန်မရှိအခါမရှိအဲ့လိုမျိုးမအိပ်နဲ့လို့မမီးကပြောတာချိုရီကအချိန်မရှိအခါမရှိအိပ်တော့အဲ့ညကြတော့မအိပ်တော့ဘူးဟဲ့မမီးကအိပ်ချင်ချိုရီကမအိပ်ချစ်ညပဲရှင်အိပ်သွားတယ်လည်းမသိဘူးမေတ္တမီးကမမီးကခေါ်နဲ့အိပ်ပြောသွား2 နာရီကျော်မခံစားနိုင်တော့အဲ့အရင်အိပ်ပြောသွားတရေနူးတော့ကြည့်လိုက်တာဟဲ့သမီးမမလဲဆိုပြီးလက်ပြန်ကြည့်လိုက်တော့ဘေးမှာသူလဲအိပ်ပျော်နေသီလားဟမ်နော်အာဂူဒူဘာဖြစ်တာလဲဘာဖြစ်တာတော့အိုင်တင်ကအရန်လို့တော့ခုနအထိပြုံးရွှင်နဲ့ထားမလို့လားအမေလက်တစ်ဖက်တည်းထားလို့မရအောင်မမီးဒီမှာလက်တစ်ဖက်တည်းပဲကင်ထားတာလက်တစ်ဖက်တည်းထားလို့မရအောင်မမီးလက်တစ်ဖက်တည်းကင်ထားတာဟုတ်တယ်အော်အမလေး good morning လို့လိုက်ပါအောင်မိသမီးရဲ့ရုပ်ဆိုးကြီးကွာအဲ့လိုငိုရင်မလှတော့ဘူးနော်အခုသူမရတော့သူတော့တာထွက်တော့ bye bye good morning လို့